အဲ့တော့မိဘဆိုးတာကိုတာသမီကကျေးဇူးမကမ်းရအောင်ဒါသတိပြုရမယ်ဒါဒီနေ့ခေတ်မှာဖြစ်တတ်တယ်မကြခဏဦးစင်းကိုလာလျှောက်ကြတာရှိတယ်ရှင်မရတပည့်တို့အမေကဒီလိုဆိုးတယ်ဗျတပည့်တို့အဖေကဒီလိုဆိုးတယ်အဲ့တော့ပြောရတယ်မပြစ်မနဲ့မိဘတွေဆိုးတယ်ဆိုတဲ့အကြောင်းပြုပြီးတော့ဒေါသနဲ့မိဘကိုဆဲဆိုတာတွေရိုက်နှက်တာတွေကြိမ်းမောင်းတာတွေမလုပ်ပါဘူးဆိုးတာကမိဘကိစ္စပြုစုဆက်ချောင်းရမှာကတာသမီကိစ္စပဲဒါကြောင့်ဦးဇင်းတို့တမျိုးမှာကတော့ဆရာတော်ဘုရားဗာမိတ်တယ်လဲဆိုတော့အဲ့လိုဆိုးွားတဲ့မိဘတွေနဲ့ကြုံခဲ့ပြီဆိုရင်တာသမီများအနေနဲ့မိဘကိုပြုစုလုပ်ကြည့်တယ်လို့သဘောမထားဘဲနဲ့ကျေးဇူးရှင်မှုလို့ကျေးဇူးဆက်နေရတယ်လို့သဘောထားပါဒီအမေဒီအဖေဒီကိုဒီအရွယ်ရောက်အောင်ပြုစုခဲ့တယ်မိခင်ကဝမ်းပိုက်နဲ့လွယ်ပြီးတော့မိမိကိုလောကကြီးကိုမြင်အောင်ပြပေးခဲ့တယ်အဲ့တော့ကျေးဇူးရှင်ဖြစ်တယ်ပေါ့အဲ့တော့ကျေးဇူးရှင်ကိုကျေးဇူးဆက်နေတယ်လို့ရသဘောထားပြီးတော့ပြုစုစောင့်ရှောက်ပါအဲ့တော့ဆိုးတာကမိဘကိစ္စသာဖြစ်တယ်ပြုစုစောင့်ရှောက်ရမှာကတာသမီကိစ္စပဲဒါကြောင့်ဒီနေ့ခေတ်မှာဆိုးွားတဲ့မိဘတွေနဲ့ကြုံခဲ့ပြီဆိုရင်မပြင်းမာပဲနဲ့ငါတောင်းငါခြေပေါင်းထမ်းဆောင်မယ်လို့နှလုံးသွင်းပါမိဘမှားနေတာကိုပြောခွင့်မရှိဘူးလားဆိုတော့ပြောခွင့်ရှိပါတယ်အမေကြီးဒါတော့မလုပ်သင့်ဘူးဒီလိုတော့မပြောသင့်ဘူးဒါကတော့အမှားဒါကတော့အမှန်အမှားအမှန်တွေကိုထောက်ပြခွင့်ရှိတယ်ပြောပြခွင့်ရှိတယ်လမ်းညွှန်ခွင့်ရှိတယ်ကိုပြောလို့မရလို့ဆိုပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့ဆဲဆိုတာငေါငန်းတာမလုပ်အောင်မေတ္တာတရားနဲ့မိဘကိုလမ်းမှန်ရအောင်ပြုပြင်ပေးမရောက်ခဲ့ရင်လည်းစိတ်မဆိုးနဲ့ကိုလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုပဲလုပ်သာသမီတယောက်